ဆိုရင်မန္တလေးမြို့ရဲ့အတန်စစ်ဆေးမှုပထမနေ့ပြီးဆုံးဖို့တပြေးပြေးနဲ့နီးကပ်လာပါပြီဒီအချိန်မှာတော့လူတစ်ခါတည်းပို့ပြီးစိတ်လှုပ်ရှားနေသူရှိပါတယ်သူကတော့ရွာမှာစိတ်ကြောင်းတဲ့အလုပ်ကိုလုပ်ကိုင်ပြီး hip hop music ကိုအရန်ကျေးသွတ်တဲ့စိုးဝင်းတန်းပါပဲမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာနာမည်လေးကျွန်တော်နာမည်စိုးဝင်းသားပါခင်ဗျာစိုးဝင်းတန်းဟုတ်ကဲ့ပါခင်ဗျာဟုတ်ဘယ်ကနေအောင်လာလဲတာကျွန်တော်ကြောက်ပတောင်းမျိုးနဲ့ရင်ကန်ကြီးရွာပါခင်ဗျာအသက်ဘယ်လောက်ရှိသွားလဲကိုစိုးဝင်းအသက်ကျွန်တော်29ရှိပါခင်ဗျာမင်းဒီဇိုင်းကတော်တော်မိုက်ပါလားဘယ်သူကဆင်ပေးလိုက်တာတော့ကျွန်တော်အခုကျွန်တော်ညီကိုတဝင်းကိုရနေပြီးတော့သူ့အိမ်ကြီးပေးလိုက်တာခင်ဗျာကိုကိုတိုင်းတော့မဝယ်နိုင်ပါဘူးခင်ဗျာဒီတိုင်ပွဲကိုလာဖို့အတွက်ဒါဘယ်လိုလေးရုန်းကန်တာလေးရောရှိလားဘယ်လိုလုပ်လဲဆိုကျွန်တော်ကရှင်းရှင်းပြောရရင်စိတ်ကြောင်းပါတယ်ခင်ဗျစိတ်ကြောင်းငှားလိုက်ပါတယ်ခင်ဗျရွာမှာစိတ်ကြောင်းငှားလိုက်တနည်းကို2000နဲ့ပါခင်ဗျအဲ့ဒီ2000နဲ့အမေရှိကိုလည်းပတ်စံမတောင်းပါဘူးကျွန်တော်ရဲ့လိုအားကလေးနဲ့ဒီပြိုင်ပွဲကိုလာရောက်ရှင်ပြိုင်ခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့မင်းမန္တလေးမြို့ရောရောက်ဘူးလားသားတခါမှမရောက်ဘူးပါဘူးခင်ဗျမင်းကတော်တော်ရဲစွန်ပြီးတော့ဒီဟုတ်ကဲ့ကျွန်တော်ဝါအရန်ကြီးလုံးလို့ပါဇက်ပါရွာရောက်တယ်ဆိုပြီးတော့ခါတဲ့လာလိုက်တာခင်ဗျဟာဒါတော့ကြိုက်တယ်ကွာဟုတ်ပါခင်ဗျအဲ့တော့အခုရောဘာသချင်းနဲ့ရှင်ပြိုင်ဖို့သားရွေးချယ်ထားကျွန်တော်ကိုရဲလေးရယ်ကိုဆိုင်းရယ်ဆိုတာပထမအနမ်းဦးဆိုတဲ့သချင်းလေးနဲ့ကိုရဲလေးကိုတင်ပြကြပါခင်ဗျဟုတ်ကဲ့တင်ပြမယ်ဆိုတော့တင်ပြပါဟုတ်ကဲ့ ready ဖြစ်ပြီဆိုရင်ဆိုလို့ရပါခင်ဗျာOh baby ငါချင်တယ်မင်းမပြောလဲငါတီးပဲဘယ်လိုလုပ်မလဲတစ်ချိန်မှနီးစပ်ဖို့တွမ်းမမျောလင်းရဲတော့ဘူးချစ်သူလဲဟောဝေးသွားဖို့လည်းမမြင်ရဲ့ကိုရောက်ပြီးအိမ်မထဲဒီနှလုံးသားလေးကလွှမ်းမိတယ်မင်းရဲ့ဟိုတစ်ချိန်ကနန်းကိုခါတည်းမှချစ်ကပြားရဲ့ခါတည်းမှချစ်ကခါချစ်ကိုဖွင့်ဆိုတဲ့ definition တွေအကုန်လုံးမှာခါတည်းမှာချစ်ကဒုက္ခခါတည်းမှာပစ္စည်းဥစ္စာခါတည်းမှာချစ်ဆိုတာတွက်လို့မရတဲ့ပု္ပ္ပာခါတည်းမှာပြုံးခါတည်းမှာမုံချစ်ကိုငါယုံကြည်ကိုးစားခဲ့လို့ငါတွေ့ရှုံးအလုံးမှတ်တကြီးပဲချက်လောက်တော့ငဲလို့ကြည့်ချင်းပုတ်ကိုရေးအသေးကွဲတဲ့ melody အိုးကျွေးပြီးဖေးပြီးငါလေးတကယ်ကိုသိပြီးဆရာဘဝကနေကြည့်မဖြာစိတ်တွေနဲ့လေးပြီးကွာဖေးရင်ဆရာကိုမေးဘယ်ဘဝရဲ့ဘယ်ကိုကျွေးစားတာကိုတွက်ချက်တယ်ပြန်မချွတ်သေးဘူးနားလဲပါကျင်နာသူရဲ့ငါရင်မှာပူတယ်အငယ်တဲ့စိတ်ကနေရယူတယ်ဘာဖြစ်ဖြစ်မင်းကချစ်ဦးရှူမှုချစ်ခဲ့ဘူးလို့မင်းကငါခုမမေ့ဘူး Oh baby ငါချင်နေမင်းမပြောလဲငါတီးပဲဘယ်လိုလုပ်မလဲဒီချိန်မှနီးစပ်ဖို့တွမ်းမမျောလင်းရှဲတော့ဘူးချစ်သူလဲဟောဝေးသွားဖို့လည်းမမြင်ရဲ့ကိုရောက်ပြီးအိမ်မထဲဒီနှလုံးသားလေးကလွမ်းမိတယ်မင်းရဲ့ဟိုတစ်ချိန်ကနန်းကိုငါတို့နှစ်ယောက်ဝေးနေပြီအသက်ကြီးလာပြီ Okay အကျောင်းဘူကြီးပါတယ်ဟုတ်ကဲ့ပါနော်ကျိုးစားပန်းစားနဲ့ရုံးလာတယ်နော်ဒီနေရာကိုနဲ့တော့မကြည့်တော့ဘူးနော်ရက်ဆက်လိုက်တာโอเคဒါဘူးတစ်ကလေးပါနောက်တစ်ဆင့်ကိုတက်လန်းနိုင်ပါပြီလို့နော်ငါလည်းကိုယ်နဲ့ကျွန်တော်ဓာတ်ပုံလေးတစ်ချက်တော့ရိုက်ပြမှာဟန်ဆောင်မှုမရှိတဲ့ရိုးသားပွင့်နေတဲ့စီမံချက်မှာဘိုင်နေစီကချစ်ခင်မြတ်တဲ့မှုကိုဂိုးလန်တစ်ကက်ကိုပါရရှိသွားပါတယ်။သူရရှိခဲ့တဲ့ဂိုးလန်တစ်ကက်ဟာမန္တလေးမြို့မှာကျင်းပပြုလုပ်တဲ့အတန်စစ်ဆေးမှုပထမနေ့ရဲ့နောက်ဆုံးဂိုးလန်တစ်ကက်ဖြစ်ပါတယ်။အဲ့ဒီပါဖောင်းမှကျွန်တော်မျက်စိမိတ်ပြီးလုပ်နေတာဘာလို့လုပ်တာကျွန်တော်မသိတာတကယ်ရှင်းရှင်းပြောတာကျွန်တော်တချင်းဆိုရင်ဒီအာယုံလေးတစ်ခုလုံးကဒီတချင်းထဲမှာပဲစီးညောလိုက်တာအဲ့ဒါလက်ကြီးချောက်ပြသူ့အလိုလိုပါသွား